တာမသိလို့နင်ကငါ့ကိုလောက်လေးကွာနဲ့ပြစ်တတ်မလို့ပေါ့လေဟမ်မြေမျိုးမဲ့သားဖတယ် ဖုံးမရမူရမမြန်တကယ်ပြစ်တက်ပလိုက်မှာနော် ပြစ်စမ်းမတော်စမ်းမဘလို့ဖြစ်နေရလဲအမေမသိဘူးနော် မသေးဘူးဟဲ့မသေးဘူးအမလေးစွာကျဲမတို့ကအသက်ပြင်းနေငါသိရင်ပျော်မဲ့လူတွေရှိနေတယ်ညစွာကျဲမတို့မသေးဘူးတောင်းတောင်းမီပဲဟဲ့ငါချက်ကိုဘသူခေါ်သွားလဲသိအောင်လို့ရွာထဲမှာငါကိုယ်နဲ့လိုက်စုံစမ်းမယ်ဖဲ့တယ်ဟုတ်ကဲ့အမေ ဟာကြောက်လိုက်မယ်လေညာကျမလေးကြောက်မှရှိရမှာကိုကြောက်မှမိတယ်ဗျာ မိမကြီးနေမေရနော်အသက်ပြင်းတယ်လို့တော်တော်လေးအကျော်တင်းပြေးစမ်း ဘာတာလဲဗျ အောင်မဲဘာလို့တာလဲမြမေးနေရသေးပါပေးရလေလို့သွားတစ်ချောင်းချင်းပြန်ကောက်နေရမယ်အဲ့ဒါငါချက်မှစွာချက်မှချက်ကိုမြခိုးရသေးတယ်ပြေးစမ်း ဩမဟုတ်တာဒါကြီးတော့ချက်မဟုတ်တာကြုတ်ကျဲတာကြုတ်ကျဲ ဟုတ် ကြုတ်ကျဲပါလေကြုတ်ကျဲပါသောမမတရားလို့ဗျကဲကြပါဦးရကရောရေဘလာအကိုနဲ့သူချက်မဟုတ်တော့သူချက်ဆိုပြီးလူသွား လေပတ်ချွန်းနဲ့အရက်ကိုတိုင်တယ်ပြီးငိုနေရသေးတယ်မိမလုံးမိမရနဲ့ထမေဝစ်ပင်လေးကမကောင်းမဲရှိရမယ်ဖြစ်တယ်လို့ငါချက်မလားပြပြလေးစမ်း မဟုတ်ဘူးအဲ့ဒါကြက်တီအဖွားကြက်ကကြက်မကြီးလေ မဟုတ်ရင်တော့စိုးစိုးနဲ့ပြောပါနော် ဟာအဖွားကိုကြက်ဆိုပြီးဇိုးသေးလုံးနေပါတော့ကြောက်နေမိတ်နေရတာဗောဗျာ နေမိတ်နေတော့ငါအဆက်ခွဲပြီပေါ့ ဒီမကြီးတော့တရားကြုတ်ကျဲလို့ကြုတ်ပြောတယ်ခင်ဗျာလေကိုကြက်ကိုတော့မှသိကြမှတ်မထားပဲနဲ့ကျုပ်ကိုကြက်သခိုးလို့ဆိုသေးတယ်တကယ်တော့ကျုပ်ကကြက်သခိုးမို့ခင်ဗျာကြက်တမြလူနေတာကြက်အနုချမ်း မသိတော့ဘောဟဲ့မေးသေးစို့ ကျွန်တော်အိနေရ ဟုတ်လား ကျွန်တော်ဝင်ကြည့်အောင်လား အေးငါချက်တယ် စသားချက်နေရအကြီးရဲ့ ဘယ်ကချက်လဲ ညောကအေးလာမဆိုအင်အားချက်ကိုချက်နေရ ဟဲ့နေမမိတယ်ဆိုကြည်စမ်း လောဘာဦးကြည့်ပါလေ ငါချက်ပြောက်သွားလို့ဟေးအဲ့ဒီချက်ကငါချက်တာဆိုပြီးလာကြည့်တာ မလဲဆွဆွဆွချက်စရာလားအကြီးရဲ့ချက်အင်အားချက်ပါ ဟဲ့နေမမိတယ်ဆိုကြည်စမ်း ကြည့် ဟဲ့အမတ်သားကြည့်ရဆိုမဘာနန်းနေတာတော့ ကြောက်ကြက်လေးကကိုကြီးရယ်ဗျာ ကိုင်းမနေနဲ့ငါချက်ဟုတ်လားဟုတ်လားပြောစမ်း ဖွားကြက်တော့မဟုတ်ဘူးဗျာ ဩမဟုတ်ရင်ပြန်ထည့်လိုက်ပြီလားနောက်တိတ်သွားရှာမယ် ဟာကျုပ်ပြန်မထည့်တော့ဘူးဗျာစားလိုက်တော့ မဖြစ်ပါဘူးဟဲ့ငါဖေရအဲ့ချက်မှစားတာဟဲ့ အော်ခမရလည်းဗျာဒါလေးတစ်ချောင်းနဲ့ဘာဖြစ်မှမို့လို့ကျုပ်စားလိုက်တော့မယ် အမလေးနေရလဲတက်ရှိတော့ပဲတစ်ချောင်းနဲ့ကစီးနေနေရလေ မလဲသူကရချက်လက်ဖြစ်နေတာသူရရချက်လာကြည့်ရမဟုတ်ပါဘူးဆိုရအောင်